2026ကမ္ဘာဖလားမှာဗိုလ်ဆွဲသွားနိုင်တဲ့အသင်းကြီး10သင်းလာမယ့်ကမ္ဘာဖလားပြိုင်ပွဲကြီးကအင်ရှင်3နိုင်ငံနဲ့တူတူအသင်းပေါင်း48သင်းထိတိုးမြင့်ကျင်းပမှာဖြစ်လို့တမိုင်းတစ်လျှောက်အကြီးအကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်လာတော့မှာပါလက်ရှိအခြေအနေကတော့ရွှေကမ္ဘာလုံးဖလားကြီးကိုသိမ်းပိုက်ဖို့အတွက်အလားအလာရှိဆုံးထိပ်သီး10သင်းရဲ့အခြေအနေကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းအောင်လို့တင်ဆက်ပေးလိုက်ရပါတယ်နံပါတ်10နော်ဝေး2026ရဲ့အကြီးမားဆုံး Dark Horse ကတော့နော်ဝေးပါပဲ1998နောက်ပိုင်းမှာပထမဆုံးချိန်ကမ္ဘာဖလားပြန်လည်ကစားဝင်ရတဲ့အပြင်ကိုမှခြေစစ်ပွဲ10ပွဲစလုံးနိုင်ခဲ့တဲ့မှတ်တမ်းအကြောက်စရာကောင်းပါရီကမ္ဘာအကောင်းဆုံးဂိုးသွင်းဆက်ဟာလန်သာခြေစွမ်းပြနေမယ်ဆိုရင်နော်ဝေးကိုဘယ်သူမှရှော့တွက်လို့မရပါဘူးနံပါတ်9ဥရုဂွေနီးပြဘီဇိုင်းလောက်မှာဥရုဂွေဟာသွေးသစ်လောင်းထားပြီးသားပါအာဂျင်တီးနားနဲ့ဘရာဇီးတို့ကိုခြေစစ်ပွဲမှာအနိုင်ယူခဲ့တဲ့သူတို့ရဲ့မာကျောမှုကတကယ်ကိုရင်သက်ရှူမောစရာပါဗေဝါရီရဲ့ကွင်းလေထိန်းချုပ်မှုနဲ့တူတူဥရုဂွေဟာအောင်မြင်မှုဟောင်းတွေကိုပြန်လည်ရှာဖွေဖို့အတွက်အဆင်သင့်ပါပြီနံပါတ်10နေသာလန်ရိုနယ်ကူမဲနေသာလန်ဟာခန်းစစ်မှာတော့ဗန်ဒိုက်တိုက်စစ်မှာတော့ဇာဘီဆိုင်မွန်တို့နဲ့ဟန်ချက်ညီနေပါရီခြေစစ်ပွဲမှာမော်တာကိုရှစ်ကူပြနိုင်ခဲ့တဲ့သွင်းကိုစွမ်းရည်ကသူတို့ရဲ့တိုတယ်ဖူဘောအစွမ်းကိုပြန်လည်ပြီးတော့သတိပေးနေတယ်လို့ပါပဲနံပါတ်9ဘရာဇီးကမ္ဘာဖလား9ချိန်ချန်ပီယံတို့ကနေပြအန်စလော့တီလက်ထက်မှာပုံစံသစ်နဲ့ပြန်လာပါပြီရီယယ်မက်ဒရစ်ရဲ့ကျေပွင့်နေဖြစ်ကြတဲ့ဗီနီရှက်နဲ့ရိုဒီဂိုတို့ကိုအန်စလော့တီဘယ်လိုမျိုးအသုံးချမလဲဆိုတာကဘရာဇီးပရိသတ်တွေအတွက်အိမ်မက်တစ်ခုပါပဲနံပါတ်6ဂျာမနီနာဂေစမန်ရဲ့ဂျာမနီကကမ္ဘာအဆင့်လူငယ်ပါရမီရှင်တွေဖြစ်ကြတဲ့ဝက်စ်နဲ့မူစီယာလာတို့ရဲ့လက်ထဲမှာရှိနေပါတယ်ခြေစစ်ပွဲ9ပွဲဆက်နိုင်ခဲ့တဲ့အချိန်ဟောကဂျာမန်ဆက်အင်ဂျင်တွေပြန်လည်နိုးထလာပြီဆိုတော့ပြသနေတာပါနံပါတ်5ပေါ်တူဂီအသက်40ရွယ်ရိုနယ်ဒိုအတော့ကတော့ဒါဟာအမြင့်ဆုံးဂုဏ်ပြုပွဲဖြစ်လာနိုင်ပါရီခြေစစ်ပွဲမှာစံရင်တွေဂိုးတွေသွင်းခဲ့တဲ့ပေါ်တူဂီကကစားသမားအင်အားအရရောစိတ်တပံအရပါအလွန်တောင်းတင်းနေတဲ့အသင်းတစ်ဖြစ်ပါရီနံပါတ်4အာဂျင်တီးနားလက်ရှိချန်ပီယံအာဂျင်တီးနားကတော့မက်ဆီရဲ့နောက်ဆုံးလက်ရွေးစင်ခီးစဉ်ကိုဖလားကာကွယ်နဲ့အဆုံးသတ်ချင်နေရပါခြေစစ်ပွဲမှာပြသခဲ့တဲ့တည်ငြိမ်မှုကသူတို့ဟာချန်ပီယံဘွဲကိုလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ကြောင်းသတိပေးနေပါရီနံပါတ်3အင်္ဂလန်နေပြတူချေကိုခန်းလိုက်တာကအင်္ဂလန်အတွက်ချန်ပီယံဖြစ်ဖို့အတွက်နောက်ဆုံးလိုအပ်နေတဲ့ကွက်လက်ကိုဖြည့်ပေးလိုက်တာပါပဲဟယ်ရီကိန်းတို့ရဲ့အတွေ့အကြုံနဲ့တူချေနီးပြူအပိုင်းကိုပေါင်းစပ်မှုကအင်္ဂလန်ကို60ကြာငန်းမမှုကနေပြီးတော့ကယ်တင်ပေးနိုင်မလားဆိုတော့ရင်ခုန်စရာပါပဲပြင်သစ် MRB ဦးဆောင်နေတဲ့ပြင်သစ်ကအမြဲတမ်းရေပန်းအစားဆုံးပါပဲနီးပြဒေးရွှဲရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်တာကြောင့်မလို့ပြင်သစ်ကစားသမားတွေကသူတို့ရဲ့အင်အားအဆင့်မှန်ကိုဒီပြိုင်ပွဲမှာအစွမ်းကုန်ထုတ်ပြပွဲရှိနေပါရီနံပါတ်1စပိန်လက်ရှိဥရောပချန်ပီယံစပိန်ကနံပါတ်1နေရာမှာလုံးအောင်ထိုက်တန်ပါရီလမိုင်းရမေရဲ့ထူးခြားတဲ့ပါရမီနဲ့ရိုဒူးရဲ့ကွင်းလေစိုးမှုတွေကစပိန်ကိုကမ္ဘာအကောင်းဆုံးအသင်းဖြစ်သတ်မှတ်စေခဲ့တာပါနီးပြဒီလာဖွန်တေးရဲ့လက်အောက်မှာစပိန်က2026ရဲ့ရွှေဖလားကိုသိမ်းပိုက်နိုင်မှုအတွက်အလားအလာရှိဆုံးအသင်းဖြစ်ပါရီဒီထိပ်သီး10သင်းနေရာမှာခမရရဲ့နှလုံးသားတွေကအချစ်တော်အသင်းကဘယ်အသင်းဖြစ်မလဲဗျမက်ဆီရဲ့အာဂျင်တီးနားလားဒူချေရဲ့အင်္ဂလန်လားဒါမှမဟုတ်ဟာလန်ရဲ့နော်ဝေးပဲအန်အသင်းစရာတွေကိုလုံးပြသွားမလားဆိုတာဆွေးနွေးပေးခဲ့ကြပါအောင်နော်